model ကလူတစ်ယောက်ရဲ့ဆုံးဖြတ်ချက်လှုပ်ဆောင်ချက်တို့ဟာသူ့မှာရှိတဲ့အသိပညာအပေါ်အခြေခံသောဆုံးဖြတ်လှုပ်ဆောင်ချက်များဖြစ်တဲ့ကြောင်းအားလုံးလက်ခံကြမှာပါလုံလောက်တဲ့အသိပညာအသုံးပြုပြီးအမှားအမှန်စီစစ်ခွဲခြားမယ်နောက်တစ်ဆင့်ကိုချင်းတရားလမ်းပြမှုနဲ့အမှန်လမ်းလုပ်ငန်းနောက်တစ်နည်းဓမ္မလမ်းလုပ်ငန်းရွေးချယ်ဆောင်ရွက်ခြင်းဟာလူတိုင်းမျှော်မှန်းအပ်တဲ့စာနမူနာဖြစ်ပါတယ်အကြောင်းရက်တစ်ခုအကြောင်းအခြေအတင်စကားပြိုင်ဆွေးနွေးနေတော့စကားလူနေတော့ပေါ့ကိုနဲ့စကားပြိုင်ဆိုင်သူဟာအတော်ပြောရခက်ခေါင်းမာတဲ့သူမိမိကအထောက်အထားမျိုးစုံရှာဖွေစူးစီးနားလေအလွယ်နိုင်ဆုံးနည်းသုံးပြီးစီမံရှင်းပြဘာရက်နဲ့စီလျော်တင့်မြတ်တဲ့ကောက်ချက်မဆွဲနိုင်သူပဲလို့စိတ်ထဲဖြစ်ဖူးပါသလားအုတ်တိုင်းတစ်ခုကိုခေါင်းနဲ့တိုက်ခွဲပြီးတိုင်းနောက်ကလူရဲ့စိတ်သဘောထားပြောင်းလဲဖို့ကြိုးစားရတယ်လို့ခံစားရတာမျိုးပေါ့တာမန်အရေးမကြီးကိစ္စဆိုရင်တော့ဒီလိုအခက်အခဲမျိုးကိုစကားလူပဲပြင်ပရောက်တာနဲ့မေ့ပြောက်ထားလိုက်နိုင်ပါတယ်သို့တော့လူမှုအဖွဲ့အစည်းတစ်ခုပြည်သူအများစုကြီးအတွင်းပဂတိအရှိတရားအချက်လက်များပြန့်နှံ့လက်ခံဖို့လိုတဲ့အခင်းချင်းမျိုးနောက်တနည်းဆိုရရင်ဘုံနားလေသဘောပေါက်မှုလိုအပ်တဲ့အခင်းချင်းမျိုးဆိုရင်တော့အခက်အခဲကိုရင်ဆိုင်ကျော်လွှားဖို့လိုအပ်လာပါတယ်ဥပမာကာကွယ်ဆေးစိတ်ချအားကိုနိုင်ကြောင်းလက်မခံသူများတဲ့ပြဿနာဒီမိုကရေစီရွေးကောက်ပွဲတစ်ခုလွတ်လပ်မျှတကြောင်းညှင်းဆိုသူများတဲ့ပြဿနာဒီပြဿနာနှစ်ခုစလုံးများမကြသေးတဲ့ကာလအတွင်းအမေရိကန်ပြည်ထောင်စုမှာပေါ်ပေါက်ခဲ့ကြောင်းဒုက္ခပြီးနေစေဖြစ်ကြောင်းအလုံးသိကြမှာပါကိုယ့်အတွက်လေပင်စင်သွားတင်ရှားနေတဲ့အချက်လက်နဲ့သုံးသက်ချက်များကိုဒီလူလက်ခံအောင်ဘာကြောင့်ရှင်းပြမရတာလဲပထမဦးဆုံးအကဲဖြတ်ရမှာကကိုရှင်းပြနေတဲ့သူဟာညံထိုင်းသလားဆိုတာပါဒါပေမဲ့ညံထိုင်းလို့ရှင်းပြမရသူတွေဟာလူနည်းစုဖြစ်လေရှိပါတယ်ပညာအားနည်းသူတွေလည်းရှိကြပါတယ်သွေးရိုးသားရိုးအသိပညာမရှာမိမရှိသူကြားသည့်နားလည်ချက်မလုံလောက်သူဆိုရင်တော့ပိုအချိန်ကြာယူရှင်းပြကြည့်နိုင်ပါတယ်အသိပညာသည့်မရှာစရာမလိုကိုရှင်းပြချက်များကိုအလေးမထားသူအကုန်သိပြီးသားတွေပါဆိုသူကြတော့ရောမာနကြီးသူဖြစ်နိုင်တယ်ပယောဂတစ်ခုခုကြောင့်စိတ်တကားပိတ်ထားသူဖြစ်နိုင်ပါတယ်အသိခောက်ခက်အဝေနဲ့သူလို့ဆိုရမှာပေါ့အဆိုတစ်ခုကိုယထာဘူတကြကြတွေးဆမဲ့အစားလက်လွတ်စပယ်ပြစ်ပယ်စီနိုင်တဲ့ပယောဂတစ်မျိုးအကြောင်းပြောပြပါရစေမြန်မာခေတ်မှာ fake news သတင်းတုသတင်းရောင်လို့ဆိုလိုက်ရင်သတိထားရှောင်ရှားတင်ကြောင်းအားလုံးလိုသိနေကြပြီးဖြစ်ပါတယ်အရေးကြီးတဲ့အချက်ကဘယ်သတင်းဖြစ်ပါစေသတိရှိရှိစီစစ်ပြီးမှသတင်းတုသတင်းရောင်ဟုတ်မဟုတ်ဆုံးဖြတ်ပြီးပြစ်ပယ်သင့်တယ်ဆိုတာပါအမေရိကန်သမ္မတထရမ့်နဲ့သူ့ကိုထောက်ခံသူတွေကအဲ့ဒီစီစစ်ရမယ့်အဆင့်လုပ်เสียမလိုဘူးထရမ့်အကြောင်းမကောင်းသတင်းအားလုံးဟာမမှန်သတင်းတုတွေကြီးပဲလို့ဝါဒဖြန့်ပါတယ်သူ့အတွက်မကောင်းသတင်းတိုင်းကိုမမှန်သတင်းလို့တစိမ့်တုံးထုမျက်နှာပြောင်ညင်းတာပဲပေါ့သတင်းရင်းမြစ်အမျိုးမျိုးကရှုထောင့်စုံသတင်းဖြန့်ချက်ရယူသူတွေအတွက်ထရမ့်ရဲ့ဒီလိုတကွက်ဖွဲ့လှည့်စားတာကိုအလွယ်တကူသိမြင်နိုင်ပါတယ်သတင်းရင်းမြစ်တရက်ကိုသာအားထားသူနောက်တနည်းဆိုရရင်သတင်းချိုးတဲ့သူများအတွက်ကြတော့သတင်းရင်းမြစ်တစ်ခုသို့မဟုတ်တစ်စုကရတဲ့အာဘော်တစ်ခုကိုသာအားထားလိရှိပါတယ်အမေရိကန်ပြည်ထောင်စုမှာ Fox သတင်းဌာနကြီးဟာသမ္မတထရမ့်ဘာလို့အကောင်းမြင်မျက်မှန်တလက်ထဲတက်ထောက်ခံတဲ့ပရိသတ်များသတင်းဌာနကြီးဖြစ်ပါတယ်အဲ့ဒီ Fox News ဟာအမေရိကန်နိုင်ငံရေးပြည်တွင်းရေးရာများမှာလူထုကိုအစိတ်ခတ်နေတဲ့အဖွဲ့အစည်းပဲလို့ဝေဖန်သူတွေရှိကြပါတယ်သမ္မတထရမ့်အကြောင်းမကောင်းသတင်းအလုံးဟာမမှန်သတင်းကြီးပဲလို့ဘလုံးသိမ်းရန်ဝါဒမှိုင်းတိုက်ခံထားရသူအတွက်မကောင်းသတင်းတစ်ခုကြားလိုက်တာနဲ့စလုံမဲ့ကြံယုံရှိသေးတဲ့တွေးဆမှုကိုချက်ချင်းရပ်အဲ့ဒီသတင်းကိုချက်ချင်းပြစ်ပယ်မှာဖြစ်ပါတယ်အတွေ့ဘရိတ်အုပ်ချင်း thought stopping လို့ခေါ်ပါတယ်သူနိုင်ငံရေးတက်တန်းတစ်လျှောက်ဟိုတပွဲဒီတပွဲမကြာခဏပေါ်ပေါက်လေးရှိတဲ့သူ့အတွက်
သတင်းဆိုးအလုံးကိုမမှန်သတင်းတွေလို့ Trump ကဒီဇိုင်းမမမျက်နှာပြောင်တိုက်ညင်းခဲ့ခြင်းဟာသူ့နောက်လိုက်တွေတစိုးတစည်းမှမစင်စားမစည်းစစ်ပဲမျက်စိစုံမိတ်သူပြောမှယုံသူလိုရပုံသွင်းနိုင်ဖို့ရည်ရွယ်ပါတယ်ဒီနီးနာဟာအုံနောက်ဈေးကြောခြင်း brain washing နီးတစ်ခုပဲလို့မှတ်ယူရပါမယ်စကားစုတစ်ခုဆောင်ပုတစ်ခုဟာခိုင်လုံသောအထောက်အထားနဲ့ကြားကံမထားတော့လဲကိုအာဂါဒအဆွေးများကိုနှိုးဆွတယ်ဆိုရင်လက်ခံကြွေးကြော်မဲ့လူအုပ်တစုရှိစမြဲဖြစ်ပါတယ်ဒီလိုအနှစ်သာရကင်းမဲ့သောနိုင်ငံရေးကြွေးကြော်ဆောင်ပုဒ် slogan တွေကိုကြိုးကြောင်းပြဆင်ခြင်ပြီးရရှိလာတဲ့ကောက်ချက်တင်ပြချက်များထက်ပိုအလေးထားသောအဲ့ဒီလူစုပွားများလာရင်တိုင်းပြည်အတွက်ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူးအသိပညာရှိတယ်ဆင်ခြင်တွေးဆလုပ်တယ်သို့တော်မှန်ကန်တဲ့အမြင်အဆုံးဖြတ်မရဘူးဆိုရင်အသိခောက်ရက်အဝင်နဲ့သူလို့ဆိုရပါမယ်ဒီလိုလူမျိုးဟာအထွေထွေအသိပညာအထိုက်လျောက်ရှိတော်လဲစီးစစ်ခွဲခြားစဉ်းစားစွမ်းရည်နှိမ့်ချသူတွေဖြစ်လိမ့်ရှိပါတယ်ဒီနေရာမှာပြောစရာရှိတာကစီးစစ်ခွဲခြားစဉ်းစားစွမ်းရည်ဆိုတာဟာအခြေခံပညာရေးနောက်တက္ကသိုလ်အဆင့်ပညာရေးတက်ရောက်အောင်မြင်ရုံနဲ့အကုန်လုံးပြည့်စုံမယ်လို့အာမခံမရှိဘူးပညာတရားအနေနဲ့တသက်မှတ်မှတ်ပြိုးထောင်သင်ယူမထားဘူးဆိုရင်အားနည်းလိရှိကြောင်းဖြစ်ပါတယ်ဝန်ခံစရာတစ်ခုကတော့ကျွန်တော်မြန်မာပြည်မှာနေခဲ့တဲ့ကာလတစ်လျှောက်နဲ့ပြီးခဲ့တဲ့ရက်အနည်းငယ်မတိုင်လေးမီအထိအသည့်ခောက်ခက်အဝင်နဲ့ဆိုတဲ့အသုံးနှုန်းနဲ့သာရင်းနှီးခဲ့တယ်အသည့်ခောက်ရက်အဝင်နဲ့ဆိုတာကိုတော့ယခုဗီဒီယိုအတွက်အင်တာနက်အပေါ်အထူးဖြင့်မြန်မာ Wiktionary မှာသူတည်တနာပြုတော့မှကြုံတွေ့လာခဲ့တာပါအသိပညာလည်းရှိပြီးစီစစ်ခွဲခြားစဉ်းစားခြင်းဖြင့်ဘယ်ဟာအမှန်လန်းဘယ်ဟာအမှားလန်းဆိုတာကိုလည်းသိပြီဆိုရင်လူတစ်ယောက်ဟာသူဘယ်လန်းရွေးရမယ်ဘယ်လုပ်ရဆောင်ရွက်ရမယ်ဆိုတာရှော့ရှော့ရှူရှူသိမှလုပ်မှာပဲလို့ယူဆစရာရှိပါတယ်လက်တွေ့မှာလူတော်များများဟာသူတို့ကိုယ်တိုင်မလုပ်သင့်မှန်းသိနေတဲ့လုပ်ရက်တွေလုပ်နေကြတာဖြစ်ကြောင်းညင်းလို့မရပါဘူးလူသားချင်းစာနာမှုတရားမျှတမှုတို့ကိုလျှလျူရှုတဲ့အဲ့ဒီလုပ်ရက်တွေဘယ်ကပေါ်ပေါက်တယ်လဲကိုကျိုးစီးပွားတိုးပွားရေးကိုယာရုဌာနန္တရအဆင့်တန်းထိန်းသိမ်းရေးတိုးတက်ရေးတို့ကိုဦးစားပေးရှေ့တန်းတင်ခြင်းမှပေါ်ပေါက်ပါတယ်စေတနာမမှန်ဘူးပေါ့ကိုကျင့်တရားပြည့်ယွင်းခြင်းသို့မဟုတ်ကြောခိုင်းခြင်း moral failure ရဲ့ရလဒ်တွေပါပဲဓမ္မအတ္တမခွဲခြားကျင့်ကြံလမ်းကြောင်းဘယ်လိုလိုက်ရှောင်နိုင်မလဲအသိပညာစီစစ်ခွဲခြားစဉ်းစားခြင်းနဲ့ကိုကျင့်တရားသုံးခုစလုံးရဲ့ရှေ့ဆောင်လမ်းပြမှုနဲ့သာရှောင်လန်းနိုင်မှာဖြစ်ပါတယ်စိတ်ထဲဆွဲမှတ်စရာသင်ခန်းစာ take home message ဘာဖြစ်မလဲအသိပညာရှိတိုင်းအမှားအမှန်မသိနိုင်စီစစ်ခွဲခြားစဉ်းစားစွမ်းရည်လိုအပ်တယ်အမှားမှန်သိတိုင်းဓမ္မအတ္တမခွဲခြားမကျင့်ကြံနိုင်ကိုကျင့်တရားရှေ့ဆောင်ဖို့လိုပါတယ် Trump နောက်လိုက်အုပ်စု Trump ကိုလွန်ကျူးကိုင်းဆိုင်တယ်လို့အခြားလွန်ကျူးကိုင်းဆိုင်လူစုကောက်တွေလည်းအများပြားရှိပါတယ်လူပုဂ္ဂိုလ်တူတယောက်ကိုပဲကိုင်းဆိုင်စရာမလိုပါဘူးဘာသာရေးနဲ့ဆက်နွယ်စရာလည်းမလိုပါဘူးကိုအုပ်စုသာအခြားသူအလုံးအထက်နေရာယူထာဝရကြီးစိုးရမယ်ဆိုတဲ့လော်ကီအယူဝါဒပလင်တိုင်းဝါဒလို့ခေါ်နိုင်တာပေါ့အဲ့ဒီလိုမျိုးဝါဒကိုအယူမှုကင်ဆွဲအတ္တမမှုတွေပြုကျင့်တဲ့လူအုပ်စုအမျိုးမျိုးရှိပါတယ်အဲ့ဒီလိုအုပ်စုတွေရဲ့ဘုံလက္ခဏာကတော့အုပ်စုဝင်များကိုအများပြည်သူလူထုဓမ္မသီးသန့်ခွဲထုတ်ပြီးမျက်စိမိတ်နားပိတ်ကွဲပြားအမြင်အဝေးမခံကိုယ်ဝါဒတစ်ခုတည်းဖြန့်လိုရာပုံသွင်းယူခြင်းဖြစ်ပါတယ်အုပ်စုဝင်တွေဟာကိုယ်ပိုင်စီစစ်ခွဲခြားစွမ်းရည်ရုပ်ရော့လာလို့ပဂိရှိတရားနားလည်မှုအားနည်းသွားလိမ့်ရှိတယ်သူတို့နဲ့စကားအခြေတင်ပြောသူတွေအတွက်တော့အသည့်ခောက်ရဲ့အဝင်နဲ့သူတွေပဲလို့မချစ်မရဲမချစ်ချစရာပေါ့ဝါဒမှိုင်းတိုက်တဲ့သူများတဲ့မျက်မှောက်ခေတ်မှာပဂိရှိတရားကိုနားလည်မှုကြမ်းကြမ်းခံဆွဲကင်နိုင်ကြပါစေကျေးဇူးတင်ပါတယ်